hot dog ပုံတင်နေနဲ့ပဲမီးပြတ်သွားပါတယ်။ကဲမီးပြတ်သွားလဲဆက်ပြီးတော့အပွင့်လေးတွေကိုဆွဲပါမယ်။ဒီခေတ်ဒီဇိုင်းလေးက vintage cake ကိုမှအဲ့ပန်းပွင့်လေးတွေပေါ့နော်။အဲ့ပန်းပွင့်နုနုဖက်ဖက်ခါလာလေးနဲ့မိုးပြရောင်လေးနဲ့အရန်ကိုလှတဲ့ခေတ်ဒီဇိုင်းလေးပါ။ပထမဆုံးတော့ဒီလိုမျိုး vintage cake ဒီဇိုင်းပုံလေးတွေဖော်ပါမယ်။ကိုချစ်ခင်ရတဲ့သူတွေကိုဒီတိုင်းပဲချစ်နေအောင်လည်းမပြီးသေးဘူးเนาะတခါတလေသူတို့ရဲ့နေထူးနေမြက်လေးတွေမှာကိုကယူဆိုင်မှုလေးတွေပြပေးတတ်ဖို့လည်းလိုပါတယ်တတိတရားရှိနေပေးတတ်ဖို့လည်းလိုပါတယ်ဒါဆိုရင်တော့ချစ်ခင်မှုခင်မင်မှုတွေကအမြဲနှွေးထွေးနေမှာပါဒီခေတ်ဒီဇိုင်းလေးကလေအဲ့လို cream color နုနုလေးကြိုက်တဲ့သူတွေဆိုရင်အဆင်ပြေတယ်မိုးပြရောင်နုနုလွန်လွန်လေးနဲ့ဒီစင်ဆွေရောင် color အဝါနုရောင် color နုနုလေးကိုတွဲဖက်ပြီးတော့လှုပ်ထားတာမဟုတ်လို့အမြင်မှာတစ်မျိုးလေးဆန်းနေပိုဆန်တဲ့ color လေးတွေကြိုက်တယ်ဆိုရင်ဒါမျိုးလေးကြိုက်မှာပါကိုရကအဝေးရောက်နေတာပဲဖြစ်ဖြစ်ကိုချစ်ရတဲ့သူနဲ့အတူတူရန်ကုန်မှာအတူတူမွေးနေ့ကီလေးတွေခွဲချင်တာပဲဖြစ်ဖြစ်အမှတ်တရနေ့လေးတွေဖန်တီးမယ်ဆိုရင်တော့ customer aura မှာ customer စီကိုပို့မဲ့အချိန်နဲ့ကိုက်ညီပြီးတော့မှ aura ကို fresh ဖြစ်အောင်လေးတေချာလုပ်ပေးတယ်စပွန်ဘေဘီရန်ကုန် Facebook page ကနေအခုပဲမှာလိုက်ပါပြီးတော့စပွန်ဂိတ်တွေကအချို့ short ထားတာဖြစ်တဲ့အတွက်လူကြီးမိဘတွေအတွက်လည်းသင့်တော်တယ်ဘာသာရှိကန်စေးမှလည်းမသုံးထားတဲ့အတွက်လုံးဝကို fresh ဖြစ်နေရောမှာမယ်ဆိုရင်စပွန်ဘေဘီရန်ကုန် Facebook page ကနေလည်းမှာလို့ရတယ်လို့ Viber ကနေမှာမယ်ဆိုရင်တော့0977370856ကနေမှာလို့ရပါတယ်